အားလုံးပဲမင်္ဂလာပါဒီနေ့တော့မိုးအေးနဲ့အိမ်မှာလှုပ်ရှားဖြစ်တဲ့ tuna sandwich ပေါ့နော်အားလေးလုပ်ပြတော့မှာဖြစ်ပါတယ်အရင်ဆုံးဒီအထုပ်ထဲမှာတော့ celery ပေါ့နော် Thai celery တနနမိတ်နဲ့တူတယ်မြန်မာလိုဘယ်လိုခေါ်လဲတော့ကျွန်မလည်းမသိဘူးပေါ့နော်အဲ့ဒါလေးကိုအရင်ဆုံးပပလေးလီလိုက်ပေါ့နော်တောက်စင်းနေဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့ပြီးရင်တော့ဒီ Dijon mustard ဒီ blend ထဲဟာကိုကျွန်မသုံးပါတယ်ကိုအနှံ့ကြရင်များထည့်ပေါ့နော်ကျွန်မတို့ရမ်းကြီးမကြလို့နဲ့ပဲဒီ mayonnaise ကိုလည်းအတိုင်းပဲနည်းနည်းလေးပဲထည့်ထားတယ်ပြီးငရုတ်ကောင်းပြီးလို့ရှိရင်ဒီတမ်ယာဒီလာဘယ်လိုခေါ်မလဲ lime on အဲ့ဒီလက်မွန်ကကြက်ရင်ထည့်ပုံမှန်ဆိုထည့်တယ်ပေါ့နော်ကျွန်မတော့မထည့်ဘူးအချင်းလည်းမတည့်လို့ပေါ့နော်ပြီးရင် cheese ကလည်းထည့်ရင်လည်းရတယ်မထည့်ရင်လည်းရတယ်ပေါ့နော်ပြီးရင်ဂျူနာပေါ့နော်ဒီဘူးတေးသေးလေးတွေကဒီလိုဘူးတွေကတည်တဲ့အတိုင်းဆိုဒီယမ်နေများစွာပါဝင်လာမှုကျမတို့ဘူးတေးသေးလေးကိုပဲတုံထားပါတယ်ဘူးပုံမှန်ဘူးဝယ်လို့ရှိရင်အများကြီးစားမိမှာဆိုလို့ပေါ့နော်ပြီးရင်အလုံးနေပြီဆိုစင်တင်ဖြစ်ပါပြီပြီးရင်တော့ဒီပါမုတ်ကိုတုံထားတယ်ပေါ့နော်ဒီပါမုတ်ကဗီလာမက်ကတ်မှာဝယ်လို့ရတယ်ပေါ့နော်ဒီပါမုတ်မရှိရင်လည်းကျင်းညစ်တက်ရပါမုတ်သုံးလို့ရပါတယ်နော်ဒါကတော့တန်လွင်စီပေါ့နော်ပြီးရင်ကျမပါမုတ်ကိုတဲဦးထဲမှာပဲတန်လွင်စီနဲ့တိုးစ်လုပ်ပါမယ်နော်အဲ့ဒီမှာ top up ထည့်ပြီးမှလည်းလုပ်လို့ရတယ်လို့ UC နဲ့လည်းလုပ်လို့ရတယ်ပေါ့နော်မိမိအဆင်ပြေတာနဲ့လုပ်လို့ရတယ်ဒီလိုမျိုးဒီရောက်မှလေးနည်းနည်းလေးဖိပေးတာလေးလုပ်ရမယ်ပေါ့နော်ဟိုဘက်ဖိဒီဘက်ဖိနဲ့9မိနစ်လောက်နေဆိုတစ်ဖက်ကိုလန်လိုက်ပေါ့နော်အဲ့ဆိုလိုလေးရဲနေပြီဆိုကြက်ပါပြီပြီးရင်တော့နှစ်ဖက်စလုံးကြက်ပြီးမှအဲ့ခုနကကျူနာနဲ့ထားတာကိုထည့်ရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ကျမတော့တဲဦးထဲမှာပဲထည့်လိုက်တယ်ပြီးရင်တော့ဒီအချင်ပေါ့နော်ဒီ pickle လေးကိုကျမထည့်လိုက်တယ်ပေါ့နော်ပြီးတော့ကျမရဲ့ဒီ tuna sandwich လေးကအဆင်သင့်ဖြစ်ပါပြီ